အခါတရပဲနေနဲ့ဘန်ကောက်နာကကျွန်းလေးစီကိုတောလေကြမယ်အားလုံးပဲတက်ပြီးသွားပါဒီနေ့မှာတော့ဘန်ကောက်နာမှာရှိတဲ့မွန်ကျွန်းခိုကိုကရကျွန်းတောလေလေးကိုလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်นี่ค่ะคุณพี่ฝากไปชิมหน่อยกินคู่กับข้าวเหนียวหัวงอก ကျွန်တော်ကပချာဦးတက်မှနေရဆိုတော့ပချာဦးတက်96မှတ်တဲ့ကနေ10ဘက်တန်ကားစီးပြီးတော့ကီလိုကောက်ကိုသွားပါမယ်ကီလိုကောက်ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကားနံပါတ်140ကိုကျွန်တော်တို့ပြောင်းစီးရမှာဖြစ်ပါတယ်ကားနံပါတ်140ကအနှုတ်ဆက်ဝါဒီကိုသွားတာဖြစ်ပါတယ်ကားကတော့တယောက်ကို29ဘက်ဖြစ်ပါတယ်နှုတ်ဆက်ဝါဒီရောက်ပြီဆိုတော့ကျွန်တော်ကားရတဲ့နေရာဘယ်နားမှာလှေကားရှိပါတယ်အဲ့အတိုင်းအပေါ်ကိုတက်သွားလိုက်ပါတက်ပြီဆိုတော့အပေါ်ရောက်ပြီဆိုတော့ကျွန်တော်ညာဘက်ရှင်းကိုတက်သွားလိုက်ပါညာဘက်ရှင်းဆုံးပြီဆိုတော့ကျွန်တော်ဒီကားမှတ်တိုင်နောက်မှာကားစားအောင်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်စီးရမယ့်ကားကတော့166ဖြစ်ပါတယ်ဒါ166ကလေတခြားနေရာတွေသွားတဲ့ကားတွေရှိရနော်အဲ့ဒါကိုကျွန်တော်သတိထားပြီးမေးပြီးမှစီးပါပက်ကရက်ကိုရောက်လာလို့မေးပြီးမှစီးပါကျွန်တော်ပက်ကရက်မှတ်တယ်ကိုရောက်ပြီဆိုတော့ကျွန်တော်ကားပေါ်ကဆင်းပြီးတော့ကျွန်တော်လေစိုက်ကိုလမ်းလျှောက်ပြီးသွားမှာဖြစ်ပါတယ်9မိနစ်လောက်လျှောက်ပါတယ်ကျွန်တော်လေးဆက်ရောက်ပြီဆိုရင်လည်းလေစီးရမှာဖြစ်ပါတယ်လေစီးရမှာလေက2မျိုးရှိတယ်ဗျအများနဲ့သွားမလားကိုယ့်အကိုသွားမလားအများနဲ့သွားမယ်ဆိုတယောက်9ပဲပေးရပါတယ်ဒီကီလိုကိုယ့်ကိုငှားသွားမယ်ဆိုတော့တယောက်ကို60ပေးရပါတယ်ဗျဟုတ်ကဲ့ချောင်းကိုရောက်ပါပြီရောက်ပြီဆိုတာနဲ့ကျွန်တော်တယောက်ကို9ပဲပေးရပါတယ်လေကတယောက်9ပဲပေးရပါတယ်ကျွန်တော်အထက်ဝင်လာပြီဆိုတာနဲ့ဒီမှာ9စာရောက်တဲ့နေရာရှိတယ်ဗျာတစ်ထောက်မှ30တဲ့ပါပြီးတော့ကျွန်တော်9စာတော့ကြည့်မှာဖြစ်ပါတယ်ဒါကတော့9စာကျွေးတဲ့နေရာဖြစ်ပါတယ်ဒါတော့ဒီကျွန်းရဲ့နာမည်ကြီးဇေဒီပေါ့နော်ဒီကျွန်းမှာကလေမွန်တွေအရင်တုန်းကနေခဲ့တယ်ဆိုတော့လေမွန်စာတွေအများသောအပြင်မွန်စာတွေတွေ့ရတယ်ဗျာဒီကျွန်းမှာအကုန်လုံးပါ က
ဒါတော့ဈေးဒီဝင်တဲ့ဈေးဝင်သွားပေါ့နော်ဈေးထဲမှာအများသောအားဖြင့်တွေ့ရတာကလေဒီမြေအိုးတွေနောက်ပြီးတော့ထိုက်အစားလာတွေဖြစ်ပါ นี่ค่ะคุณพี่ฝากไปชิมหน่อย กินคู่กับข้าวเหนียวหัวงอกแล้วก็จะมีแจ่วปลาร้ากินคู่กันอร่อยนะเนื้อล้วนไม่ต้องไปนั่งแกะก้างเดี๋ยวค่อยเดินย้อนอร่อย ราคายังไงครับ ถุงละ100จะพี่จ๋า ถุงละ100อ๋อ นี่มันก็จะเป็นข้าวเหนียวหัวงอกจะใส่มะพร้าวเกลือ ข้าวเหนียวอย่างเดียวได้ไหม ได้เอาลองชิมดูปลาทอดถุงละ100ไม่ต้องไปนั่งแกะก้างอยากให้ชิมจากคุณพี่นี่ค่ะฝากชิมหน่อยอร่อยให้ซื้อ ဒါတော့မြေအိုးလောက်တဲ့နေရာစက်ရုံဖြစ်ပါတယ် ใช้มีดคัตติ้งทำอยู่ ဘာရတော့သူရှမ်းပြတယ်ပေါ့နော်ဒီအရေကဟိုလက်လောက်တွေပေါ့နော်ဟန်မိုက်တွေပေါ့တကယ်လက်လောက်တွေအစ်စ်တွေပေါ့ เชื้อเพลิงไม่ได้ทา ဒီ สี ဆေးတွေပါတယ်မတုံးထားဘူးအဲ့လိုသူရှမ်းပြတယ်ပေါ့ แฮนด์เมดหมดเลยเนี่ย อันนี้แก้วกาแฟเหรอครับ แก้วกาแฟใช้ได้จริงนะลูก ใช้ได้กินจริง ใช้ได้จริง อ๋อไม่มีสีอะไรใช่ไหมครับ ไม่มีสีเป็นธรรมชาติหมดเลย ธรรมชาติหมดเลยเหรอ ใช่แล้วก็นี่อโรมาหอม อ๋อ สวยไหม สวย แฮนด์เมดนี่คลีนวอ ဒီမှာကလေအိုးတွေပါတယ်ပေါ့လေ ครับผม ကိုကကိုဟိုလုံးလို့ရတယ်ဗျကိုကကိုသူတို့တန်ပေးတယ်ပေါ့နော်တယောက်100ပေးရတယ်ဗျ โอเคมีคนสอน တကယ်တော့လုံးမယ်ဆိုရင်ကျွန်တော်ကနှံမယ်ပေးထားခဲ့ရတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့လောက်တဲ့အိုးတွေကိုကျွန်တော်တို့ပြန်ယူသွားလို့ရတယ် ครับผม ကျွန်တော်ကတော့စမ်းလုပ်ကြည့်လိုက်ပါတယ် ဒါတော့ကျွန်တော်ဆက်လုပ်ပါပြီခင်ဗျာသူကလည်းစိတ်ချလက်ချတန်ပြတယ်ဗျာသူပြောတာကဒီအိုးပုံစံပေါ့နော်ဒီဘလိုပုံစံလိုချင်လဲသူပြောတယ်သူကပုံဖို့ပဲမှာပေါ့နော်ဒါတော့ကျွန်တော်လုပ်ခဲ့တဲ့အိုးတွေပါဒါကိုဒီမှာထားပြီးတော့ကျွန်တော်တို့ပြန်သွားတဲ့ခါကျကျွန်တော်ယူသွားလို့ရပါတယ်နေလန်းထားခဲ့ရပါတယ်ဒီမှာအပြင်မှာဒါတော့ဒီကျွန်းရဲ့မြေပုံဖြစ်ပါတယ်ဘိုးကြီးကကျွန်တော်ဒီကျွန်းကိုပတ်မှလာတော့သူမေးပြီးတော့သူဒီကျွန်းရဲ့နေရာတွေကိုရှင်းပြနေတာဖြစ်ပါတယ်ဒီလိုလေမယ်သူနဲ့စိုက်ကင်နဲ့လေမယ်ဆိုရင်သူတို့150ပေးရမှာဖြစ် ไป ပါတယ် แล้วยังไง 50ပေးရမယ်လို့ပြောတယ်ပေါ့နော် แล้วก็ไปลงตรงวัดฉิมเพลอย่างนี้เลยคือโซนเนี้ยคนเดินเรือต่อ800 เมตร มันก็จะวนกลับมาที่เดิมวัดปรมัยข้ามฝั่งกลับบ้านเอง อ๋อ โซนนี้จะเป็นโซนบ้านของ ဒါပေမဲ့ကျွန်တော်ကတော့စိုက်ကင်မရှိပါဘူးဗျာကျွန်တော်ကတော့7ဘိန်းတနေ့ကုန်တနေ့ကုန်က50ဆိုတော့ကျွန်တော်7ဘိန်းငှားလိုက်ပါတယ်7ဘိန်းငှားပြီးတော့ကျွန်တော်ကျွန်းကို6လဲလိုက်ပါတယ်
ဒီကျွန်းမှာလေတခုကလေကားလုံးဝမရှိဘူးဗျလမ်းတွေကချင်းချင်းလေးဆိုတော့လေကားလုံးမရှိဘူးဗျစိုက်ကယ်နဲ့ဆက်ပြီးမရှိရဒါကတော့ကျွန်တော်ကာဖေဆိုင်သွားနေတာပြပါတယ်နော်ဒီနှစ်တရာတက်တန်းရှိတဲ့ဒီ sunset house ပေါ့နော်အရင်တော့ sunset လောက်ခဲ့တဲ့အဲ့ဒီနေရာကိုတို့ကကာဖေဆိုင်ပုံစံမျိုးပြန်ပြီးတော့လောက်ထားတဲ့ကာဖေဆိုင်ကိုသွားတာဖြစ်ပါတယ်ကျွန်တော်ဒါတော့ဒီကာဖေဆိုင်ရဲ့အဝင်ဝါဖြစ်ပါတယ်ဒါတော့ကာဖေဆိုင်ရဲ့အဝင်ဝါပါဒါတော့နှစ်တရာတက်တန်းရှိတဲ့ sunset house ဖြစ်ပါတယ် sunset house ကိုသူတို့ကာဖေဆိုင်ပုံစံမျိုးကိုပြန်ပြီးတော့ကျွန်တော်သူတို့ပြောင်းလဲထားတာဖြစ်ပါတယ်ထင်မှာလေသူတို့ဗီဒီယိုရိုက်လို့ရတယ်ဗျာတက်ပုံပေးရိုက်တယ်ဗျာဗီဒီယိုရိုက်ခိုင်းတယ်လို့ဟိုလစ်လာတော့ရအောင်ပေါ့နော်သူတို့အဲ့လိုပုံစံမျိုးလောက်ထားတာဖြစ်တယ်ဒါတော့ဆိုင်ရဲ့အပြင်ဘက်ပါဒီကလေသူတို့ကျွန်တော်တို့ဒီလေဆိုင်ကိုမသွားချင်ဘူးဒီကနေဒီဆက်လေတွေငှားပြီးသွားရင်လည်းရပါတယ်ကျွန်တော်ကတော့တစ်ခါတည်းငှားပြီးတော့လာခဲ့လိုက်ပါတယ်ဆက်လေဆိုင်ကိုမသွားခဲ့လိုက်တော့ဘူးဗျာတစ်ခါတည်းငှားပြီးတော့လာခဲ့လိုက်ပါတယ်ဒီခီးတစ်ချောင်းမှာကားခါကတော့ကျွန်တော်100ဝန်းကျင်လောက်ပဲကုန်ပါတယ်ခင်ဗျာ